allergy ဆိုတာအသားရရုံလောက်ပဲနှာချေရလောက်ပဲလို့တွေးကြရဲပေါ့တကယ်တမ်း allergies ကပေါ်လို့မရတဲ့ဒီမှာလေးပါတယ်ပေါ့နော်နှာချေတာတို့နှာရည်တွေယိုတာတို့မျက်စိရားတာတို့မျက်ရည်တွေခဏခဏကျတာတို့ဘာမှမသိပဲနဲ့အသားတွေခဏခဏရှားတာဒီလိုလက္ခဏာတွေကခဏခဏပြန်ဖြစ်နေရဆိုရင်တော့ဆရာဝန်နဲ့ကောက်ွယ်မှုတွေလုပ်မယ်ဆိုရင်တော့နှာစီတိုင်းလည်း allergy ချောင်းဆိုးတိုင်းလည်း allergy ဖြစ်နေရမဟုတ်တယ်လို့အသားတွေရားတိုင်းလည်း allergy ကြောင့်ဟုတ်ချင်မှာဟုတ်မှာပေါ့နော် infection ဝင်တာဖြစ်နိုင်တယ်တခြားအကြောင်းရင်းကြောင့်ဖြစ်နေတာဖြစ်နိုင်တယ်ပေါ့နော် food allergy ပေါ့နော်အစားအသောက်နဲ့ဓာတ်မတည့်ရပေါ့အမြေပဲနဲ့မတည့်ရရှိမယ်ပင်နေစားနဲ့မတည့်ရရှိမယ်နောက်နိုးနဲ့နိုးထက်ပစ္စည်းတွေမတည့်ရဒီအသက်ရှူလမ်းကြောင်းဆိုင်ရာမှာဓာတ်မတည့်ရဖြစ်စေ allergy တွေပေါ့ပန်းဝန်းမုံတွေရှူမိတာတို့နောက် dust mite လို့ခေါ်တဲ့ဒီဖုံမုံမှာကတ်နေတဲ့အကောင်လေးရှူမိတာ trace အမွှေးတွေရှူချိုင်းမိတာတို့ဒီ trace အညစ်အကြေးကအနံ့တွေရှူချိုင်းမိတာတို့ drug allergies ပေါ့နော်ဆေးမတည့်ရပေါ့ဆေးမတည့်ရဆိုရင်ပိုးသက်ဆေးမတည့်ရpenicillin မတည့်ရမျိုး OTC ပေါ့နော် over the counter drugs တွေမတည့်ရမျိုးရှိတတ်တယ်ပေါ့နော်ဒီပြားမှာဓာတ်မတည့်ရဖြစ်တဲ့ allergies တွေပေါ့နော်နှင်းခုဖြစ်တာတို့နောက် contact dermatitis ဖြစ်တာတို့ဒါတွေကတော့ဒီ skin မှာဖြစ်တဲ့ allergies တွေပေါ့ insect အကောင်လေးကိုက်လို့ဖြစ်တဲ့ allergies ပေါ့နော် insect allergy ဆိုတာရှိမယ်ပေါ့ပြားတော့ခံရပြီးတော့ allergy ဓာတ်မတည့်တဲ့ reaction တွေဖြစ်တာတို့နောက်ပိုးစိတ်ကိုက်ခံရပြီးတော့ allergies ဖြစ်တာအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့အမှတ်တရစီစဉ်လေးကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရရှင်ကျမကတော့စီစဉ်တင်ဆက်သူတရားသိမ့်မြဖြစ်ပါတယ်ကျမတို့ဒီတစ်ပတ်ပြောမယ့်အကြောင်းအရာကကျမကိုယ်တိုင်လည်းခဏခဏကြုံတွေ့ရတယ်အခုမှတ်တရစီစဉ်ကိုကြည့်နေတဲ့ပရိသတ်ကြီးလည်းကြုံမှုကြမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျမတို့စားနေကြမဟုတ်တဲ့အစားအစာတစ်မျိုးကိုစားလိုက်တဲ့အခါမျိုးကြလို့ရှိရင်ခန္ဓာကိုယ်မှာအပိတ်နေထွက်လာတာမျိုးခွေးလေးတွေကြောင်လေးတွေနဲ့ဆော့ကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်နေလို့ထိုင်လို့မကောင်းတာနောက်ပြီးခန္ဓာကိုယ်တွေရားသလိုမျိုးဖြစ်လာတာမျိုးကြီးလည်းကြုံမှုကြမယ်လို့ထင်တယ်နောက်တစ်မျိုးကကြတော့ဗာလဲဆိုရင်အဲ့လိုဖုံထူးတဲ့အခန်းတွေကိုတွားလိုက်တဲ့အခါမျိုးကြလို့ရှိရင်နှာတွေချီရဲမျက်ရည်ယိုရဲနှာတွေစီးရဲပေါ့နော်ဒါမျိုးတွေအကုန်လုံးကြုံမှုကြမယ်လို့ထင်တယ်ဒါကဗာလဲဆိုတော့ allergies လို့ခေါ်တဲ့ဓာတ်မတည့်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ဒီ allergy ဆိုတာကပေါ့နော်ပတ်ဝန်းကျင်မှာတော့အဖြစ်များတယ်ခဏခဏလည်းတွေ့ရတယ်ဆိုပေမဲ့ကျမရေရှူတောင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်နားလေရခတ်တဲ့ပြဿနာတစ်ခုအနေနဲ့ကိုရှိနေသေးရပေါ့နော်ဆိုတော့allergy သေးသေးလေးတွေကစလို့လူကိုစိတ်ရှုပ်စေရတယ်နေရထိုင်ရခက်စေရဆိုပေမဲ့တကယ်တမ်းပြင်းထန်တဲ့လက္ခဏာတွေဖြစ်လာရဲဆိုလို့ရှိရင်တော့အသက်အန္တရာယ်ထိခိုက်တဲ့ဒီကိုစိုးရင်ရတယ်ပေါ့နော် allergy ဖြစ်နိုင်တဲ့အမျိုးအစားတွေကတော့အမျိုးမျိုးရှိရပေါ့နော်ခုနပြောခဲ့သလိုပဲအစားအစာကြောင့်မို့လို့ဒါမှမဟုတ်ထိတွေ့တဲ့ခါမှာဓာတ်မတည့်မှုဖြစ်တာတွေရှူရှိုက်မိတာတွေဖုံမှုတ်တွေပန်းဝန်းမုံတွေစသဖြင့်ပေါ့နော်အမျိုးမျိုးရှိတယ်ဒီလိုမျိုးဓာတ်မတည့်မှုတွေကိုပေါ့နော်တစ်ထစ်ချပေါ့ဘလိုမျိုးကာကွယ်လို့ရှိရင်တော့ကုသလို့ရှိလို့ရှိရင်တော့ပျောက်ပါတယ်ဆိုပြီးတော့မရှိပေမဲ့ကျမတို့အနေနဲ့ allergy ဆိုတာကဘာလဲဒီလိုຢာတွေကဘလိုမျိုးဖြစ်လာတာလဲဒီလိုမဖြစ်အောင်ဘလိုရှောင်ရှားလို့ရတယ်ဆိုတဲ့နီလန်းလေးတွေကိုဒီနေ့အစီအစဉ်ကနေပြီးတော့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ဒီလိုရေးကြီးရဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပေးဖို့အတွက်ကိုဒေါက်တာမာပိုကိုဖိတ်ခေါ်ထားပါတယ်အမဆိုလို့ရှိရင်တော့ cancer biology ဘိုင်းကိုအဓိကထားပြီးတော့လေ့လာနေပြီးတော့ကိုယ်တိုင်ကလည်းအတွေ့အကြုံတွေအများကြီးရှိရဲ့ GP တယောက်လည်းဖြစ်ပါတယ်အမကိုယ်တိုင်ကလည်း social media မှာဆိုလို့ရှိရင် follower တန်းပေါင်းများစွာအတွက်ကျန်းမာရေးဘူးတူတာတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ head influencer တယောက်လည်းဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာဒေါက်တာမာပိုနဲ့ဒီ allergy အကြောင်းအရာတွေကိုဆက်လက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်နားဆင်ပေးကြပါအောင်ရှင်မင်္ဂလာပါရှင်မင်္ဂလာပါညီမဟုတ်ကဲ့အမတရားစီစဉ်ကနေပြီးတော့ကြိုဆိုပါရစေမဟုတ်ညီမလေးဟုတ်ဒီနေ့အချိန်ပေးပြီးတော့လာရောက်ဖြေကြားပေးတဲ့အတွက်လည်းကျေးဇူးပါအမဟုတ်ကဲ့ပါအမတို့ဒီအမှတ်တရ podcast မှာပါဝင်ဖို့ဖိတ်ခေါ်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့အမနဲ့မတွေ့ရဟိုကကြောင်းပြီးကြရမတွေ့တော့ဆိုတော့เนาะအမဒါနဲ့ဘလို့ဖြစ်လို့ပေါ့เนาะဒီလိုမျိုး health influencer တယောက်အနေနဲ့ကျန်းမာရေးဘူးသတ္တတွေကိုစပြီးတော့မျှဝေပေးဖို့စိတ်ခွန်အားရခဲ့ရလဲဘလို့ inspire ဖြစ်သွားပြီးတော့လှုပ်ဖြစ်သွားရလဲဆိုတာအနေစပြီးပြပေးပါအောင်ရှင့်ဟုတ်ညီမလေးအမအခုဆိုရင်လက်ရှိမှာဒီဒေါက်တာမာပိုဆိုတဲ့နာမည်နဲ့ပေါ့နော် Facebook TikTok YouTube တွေမှာဒီအထွေထွေကျန်းမာရေးဘူးတူတာလေးတွေမျှဝေပေးနေပေါ့နော်ဆိုတော့ဒီကဘယ်လိုမျိုးဒီလိုမျှဝေပေးဖို့တွန်းအားဖြစ်စေခဲ့လဲဆိုရင်အမကကျောင်းပြီးကစားမှာ GP ပေါ့နော်စီကန်းနေထိုင်နေအဲ့နောက် COVID ဖြစ်သွားပြီပေါ့နော် COVID ဖြစ်တဲ့အခါမှာအမဒီ COVID center တွေမှာ volunteer အနေနဲ့လုပ်ဖြစ်ခဲ့ပေါ့နော်အဲ့နောက်မှာဒီဆက်ရုံဝန်ထမ်းတွေကိုအဓိကထားပြီးတော့စေကူတာမှုလုပ်တဲ့ဒီ private ဆေးခန်းမှာ primary care ဒေါက်တာအနေနဲ့2နှစ်ခွဲလောက်လုပ်ဖြစ်ခဲ့အမှပါတွေ့ရလဲဆိုတော့ဒီလူနာတော်တော်များများပေါ့နော်ဒီပြည်သူလူထုကကျန်းမာရေးနဲ့ဆိုင်နဲ့ကျမကြီးဆိုင်ရာမှာနည်းနည်းလေးအသိပညာဗဟုသုတလေးကနည်းနည်းအားနည်းနေရဆိုတော့သတိထားမိရပေါ့နော်အမတို့ကိုယ်တိုင်လည်းဒီလူနာကြီးရဲ့အခါမှာဆရာဝန်နဲ့လူနာနဲ့တွေ့ရတဲ့အချိန်ကခဏလေးပေါ့ဒီအချိန်မှာအမတို့ကသူတို့ရဲ့ယောဂချိန်လေးနဲ့ပတ်သက်ပြီးတော့မှားလိုက်ချင်တာရှိရဲဆောင်းရန်လေးပြောလိုက်ချင်တာရှိရဲဥပမာဆိုရင်ဒီလေ့ကျင့်ခန်းလုပ်ဖို့အစားဘယ်လိုလက္ခဏာတွေဆိုရင်သတိထားဖို့အဆုံးပေါ့နော်ဒါတွေကိုဒီအချိန်ခဏလေးမှာမှားလိုက်ပြီးမဲ့သူတို့ဘက်ကအများကြီးမမှတ်မိနိုင်လို့မှ
ယူဆရပါတော့ဆိုတော့အဲ့ဒီချိန်မှာတွေကအမဆေးကန်းထိုင်ကြတယ်အမဘာလုပ်တတ်လဲဆိုတော့လူနာကို YouTube သုံးလား Facebook သုံးလားဆိုမေးရပေါ့နော်မေးပြီးသွားရင်အမပြောချင်တဲ့အကြောင်းအရာလေးတွေလေ့ကျင့်ခန်းဆိုလေ့ကျင့်ခန်းပေါ့ဒါမှမဟုတ်ရင်ဟိုပန်းနာရင်ချက်ရှိရသူဆိုလဲကောက်ရှူနေရအစားပေါ့နော်တခြားဆရာကြီးတွေတခြားဆရာဝန်တွေမျှဝေထားတဲ့ဗီဒီယိုလေးတွေကိုအမရှာပေးပြလိုက်တယ်ပေါ့ဆိုတော့အဲ့လိုလုပ်ရင်အမကိုယ်တိုင်လည်းဒီလိုကျမရဲ့ဘုသူရလေးတွေကိုဒီ social media မှာဗီဒီယိုလေးရိုင်ကောင်းမလားဆိုတဲ့စိတ်ကူးနဲ့ဒီဗီဒီယိုရေးစရိုက်ဖြစ်ခဲ့ပေါ့နော်ဒီလိုမျိုးဗီဒီယိုလေးမျှဝေပြီးတဲ့အခါမှာလည်းဒီ public ဘက်ကနေပြီးတော့ဒီသူတို့အတွက်ဒီဆောင်ရင်လေးတည်ရတဲ့အကျိုးရှိရဲဆိုတော့ feedback လေးပြန်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအရာတွေကပဲအမတို့ဒီလိုကျမရဲ့ဘုသူရရဲ့မျှဝေပေးဖို့ခွန်အားဖြစ်စေရပါဟုတ်ဟုတ်မအမရဲ့ရွေချက်လေးကကောင်းတယ်ပေါ့နော်အခုဒီဘက်ခင်မှာဆိုတော်တော်များများကကျမကြီးဘူးတူတာရှိလာပြီဆိုပေမဲ့ပေါ့တချို့တွေအနေနဲ့လို့လုံးဝမသိသေးဘူးအယူဆမှားရတယ်အများကြီးရှိနေတာဆိုတော့လေအဲ့တော့ဒီနေ့မှလည်းအမစီကနေပြီးတော့ဒီ allergies နဲ့ပတ်သက်ပြီးတော့ညီမတို့အနေနဲ့တော့ဆွေးနွေးလိုက်ကြမယ်ပေါ့နော်ဟုတ်ဒီနေ့ topic လေးအတိုင်းပဲပေါ့ပထမဆုံးအနေနဲ့မှာ allergy ဆိုတာကဘာလဲဆိုတာကနေစပြီးတော့ဆွေးနွေးရအောင်ပါဒါကိုအကုန်လုံးနားလည်လွယ်အောင်ရှင်းပြပေးပါဆိုလို့ရှိရင်အမဘယ်လိုမျိုးလေးရှင်းပြပေးခြင်းလဲရှင်ဟုတ်ညီမဒီအရင်ဆုံးပေါ့နော် allergy ဆိုတာကမြန်မာလိုဆိုရင် dermatic ကိုလို့ပြောကြရပါတော့ဆိုတော့ညီမလေးမှာကိုယ် over protective အရန်လုပ်ပေးတဲ့ငွေချင်းမျိုးရှိဘူးလားရှိခဲ့ဘူးရပေါ့ရှိခဲ့ဘူးရဆိုတော့မရရဲ့ဒီခန္ဓာကိုယ်ရဲ့ကိုယ်ခံစနစ်ကိုမရတော့တငယ်ချင်းတို့သဘောထားလိုက်မယ်ပေါ့နော်ဆိုတော့ပုံမှန်ဆိုရင်ဒီတငယ်ချင်းကကိုယ်ကိုအနေရှိတဲ့အရာတွေကနေပြီးတော့ကာကွယ်ပေးရပေါ့ဒါပေမဲ့ဒီ allergy ရှိတဲ့သူမှာကြတော့ဒီကိုယ်ခံစနစ်ဒီတငယ်ချင်းကကိုယ်ကိုအနေမရှိတဲ့အရာတွေကနေပါ over protective ပေါ့နော်ကာကွယ်မှုတွေပိုနေရပေါ့ဆိုတော့ဥပမာဆိုရင်ဒီကိုမကြိုက်တဲ့အစားအသောက်တစ်ခုခုကိုတခြားတစ်ယောက်ကနေပြီးတော့လာကျွေးတဲ့အခါမှာပုံမှန်ဆိုရင်မစားတော့ဘူးဒါတော့မကြိုက်ဘူးလို့ပြောရမယ်စားပေါ့နော်ဒီ over protective ဖြစ်တဲ့တငယ်ချင်းကနေပြီးတော့ဘာလို့ဒါလာကျွေးရလဲဆိုတော့ဒေါသရဲ့ထွက်စိတ်တွေဆိုးပြီးတော့ကိုယ်ကထိခိုက်စေတဲ့အပြုမှုတွေလုံးမိသွားတာမျိုးပေါ့ဆိုတော့ဒီ allergy ဆိုတာလည်းဒီသဘောတရားအတိုင်းပဲကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုယ်ခံစနစ်ကပုံမှန်အနေမရှိတဲ့အရာတွေကိုပါကာကွယ်မှုတွေများပြီးတော့တုံ့ပြန်မှုလွန်ကဲနေဖြစ်စဉ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့မှာအဲဆိုလို့ရှိရင်ဒီ over protective တငယ်ချင်းလေးကြောင့်မေးကြည့်လိုက်မယ်ပေါ့နော်အဲ့လိုမျိုး allergy တွေဖြစ်လာတဲ့အခါမျိုးကြလို့ရှိရင်ညီမတို့ခန္ဓာကိုယ်ထဲမှာဘယ်လိုမျိုးဖြစ်စဉ်တွေပြောင်းလဲသွားလဲဆိုတာလေးကိုလည်းသိချင်တယ်မှာပြီးတော့allergy ကို classify လုပ်ပါအမျိုးအစားတွေခွဲပါဆိုရင်တော့ပြောရခက်ပေးပင်ပေါ့နော်အမအနေနဲ့ဒါလေးကိုအမျိုးအစားခွဲပြပေးပါဆိုလို့ရှိရင်ဘယ်လိုမျိုးခွဲပြပေးခြင်းလဲရှင်ဟုတ်ညီမလေးallergy အရင်ဆုံးပေါ့နော်ဒီ allergy ဖြစ်စေတဲ့အရာကို allergens လို့ခေါ်ရဲပေါ့ဆိုတော့ဒီ allergens dermatitis ရဲ့အရာတွေကဘာဖြစ်နိုင်လဲဆိုတော့ဖုံမုန်းတွေဖြစ်နိုင်တယ်နောက်ပန်းဝတ်မုန်းတွေဖြစ်နိုင်တယ်ဒါမှမဟုတ်မြေဘေးတို့ကြွေးချံအမွှေးတွေတို့ဒီလိုအရာတွေကိုဒီခန္ဓာကိုယ်ကနေပြီးတော့အငြိရှိရဲ့ကျူးကျော်တဲ့အရာတွေလို့သတ်မှတ်လိုက်တယ်ပေါ့နော်အဲ့ဒီခါမှာဒီလိုမျိုး dermatitis ဖြစ်စေတဲ့အရာတွေနဲ့ခန္ဓာကိုယ်ကထိတွေ့မိလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ရှူချိုက်မိလိုက်တာပဲဖြစ်ဖြစ်အဲ့ဒီခါမှာခန္ဓာကိုယ်ကနေပြီးတော့ IgE လို့ခေါ်တဲ့ antibodies တွေထွက်တယ်ပေါ့နော်ဒီ IgE ကဘာလဲဆိုရင်ပုံမှန်ဆိုရင်တော့ခန္ဓာကိုယ် virus တို့ bacteria တို့မှိုတို့ဝင်တဲ့ခါမှာခန္ဓာကိုယ်ထိခိုက်မှုဖြစ်အောင်ခုခံကာကွယ်ပေးတဲ့ပဋိပစ္စည်းလို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒီ IgE တွေကဘာလို့လဲဆိုတော့ခန္ဓာကိုယ်ရဲ့ cells တွေမှာသွားကပ်ပြီးတော့ histamine လို့ခေါ်တဲ့ chemicals တွေထွက်လာစေတယ်ဒီ histamine တွေကနေပြီးတော့ခန္ဓာကိုယ်အနှံ့မှာရောင်ရမ်းမှုတွေဖြစ်ပေါ်စေပြီးတော့ allergy လက္ခဏာတွေဖြစ်တဲ့ဒီနှာယိုတာတို့မျက်ရည်ကျတာတို့အသက်ရှူရခက်တာတို့ခန္ဓာကိုယ်အနှံ့မှာအင်ပြင်နေထတာတို့ရားတာတို့ဒီလိုမျိုးတွေဖြစ်ပေါ်လာစေရပေါ့နော်ဒါကတော့ allergy ဖြစ်ပြီးရင်ဒါခန္ဓာကိုယ်မှာဖြစ်တဲ့ဖြစ်စဉ်တွေပေါ့နောက် allergy ကိုဘယ်လိုအမျိုးအစားခွဲရမလဲဆိုတော့ညာတော့အဖြစ်အမျိုးအစားခွဲလေးရှိတာကိုပြောရမယ်ဆိုရင်တော့ပထမဆုံးအမျိုးအစားအနေနဲ့ဆိုရင်လူတိုင်းသိနိုင်တဲ့ food allergy ပေါ့နော်အစားအသောက်နဲ့ဓာတ်မတည့်ရပေါ့ဘယ်လိုအစားအသောက်တွေလဲဆိုရင်မြေပဲနဲ့မတည့်ရရှိမယ်ပင်လယ်စာနဲ့မတည့်ရရှိမယ်နောက်နိုးနဲ့နိုးထက်ပစ္စည်းတွေမတည့်တာဒီလိုအစားအသောက်တွေနဲ့မတည့် allergy ရှိမယ်ပေါ့နော်နောက်အမျိုးအစားအနေနဲ့ဆိုရင်ကျတော့respiratory allergies လို့ခေါ်တာပေါ့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာမှာဓာတ်မတည့်ရဖြစ်စေ allergies တွေပေါ့ပန်းဝတ်မုန်တွေရှူမိတာတို့နောက် dust mite လို့ခေါ်တဲ့ဒီဖုံမုံမှာကပ်နေတဲ့အကောင်လေးရှူမိတာတရိတ်ဆန်အမွှေးတွေရှူချိုက်မိတာတို့ဒီတရိတ်ဆန်အငြိကြီးကအနံ့တွေရှူချိုက်မိတာလို့ဒီလိုအရာတွေရှူချိုက်မိပြီးတော့ဖြစ်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာမှာဖြစ်တဲ့ allergies တွေရှိနိုင်တယ်နောက်အမျိုးအစားအနေနဲ့ဆိုရင်တော့တော်တော်များများလည်းရင်းနှီးတဲ့ drug allergies ပေါ့နော်ဆေးမတည့်တာပေါ့ဆေးမတည့်တာဆိုရင်ပိုးသက်ဆေးမတည့်တာပိုးသက်ဆေးမှာဆို penicillin မတည့်တာမျိုးနောက်ဒီတိုင်း OTC ပေါ့နော် over the counter drugs တွေမတည့်တာမျိုးရှိတတ်တယ်ပေါ့နော်နောက်အမျိုးအစားတစ်ခုအနေနဲ့ဆိုရင်တော့အရေပြားမှာဓာတ်မတည့်တာဖြစ်တဲ့ allergies တွေပေါ့နော်နှင်းခုဖြစ်တာတို့နောက် contact dermatitis ဖြစ်တာတို့ဒါတွေကတော့ဒီ skin မှာဖြစ်တဲ့ allergies တွေပေါ့နောက်တစ်ခုအနေနဲ့ဆိုရင်ဒီ insect အကောင်လေးကိုက်လို့ဖြစ်တဲ့ allergies ပေါ့နော် insect allergy ဆိုတာရှိမယ်ပေါ့ပြားတုပ်ခံရပြီးတော့allergy ဓာတ်မတည့်တဲ့
reaction တွေဖြစ်တာတော့နောက်ပွဲစိတ်ကြိုက်ခံပြီးတော့ allergies ဖြစ်တာတော့ဒီလို allergies ရှိရပေါ့နော်ဆိုတော့ allergies ကတော့ဒီထက်ပိုပြီးတော့ခွဲလို့ရတဲ့အမျိုးအစားတွေလည်းရှိတယ်ဒါပေမဲ့ဒါကတော့ဒါအတွေ့အများတဲ့အဖြစ်များတဲ့ allergies အမျိုးအစားတွေပါညီမလေးဟုတ်ကဲ့အမပြောနေမှာလိုက်နားထောင်တော့တော်တော်များများကဒီမှာ allergy ဆိုပြောလာရုပ်ရှင်တွေပါတယ်မှာတွေ့လေမြေပဲစားမျက်နှာကြီးဖောင်းလာတယ်ဆိုဒီလောက်ပဲသိကြပါဘောအမပြောမှာအမျိုးအစားအမျိုးကြီးအများကြီးရှိတယ်နောက်ကိုတိုင်းလည်းအဲ့ဒါမှငါဒါလည်းကြည့်နေရမယ်ဒါလည်းကြည့်နေရမယ်လို့လိုက်ပြီးစဉ်းစားမိရပေါ့နော်ကြည့်နေပြိတ္တကြီးလည်းတို့လည်းဒီလိုဘူးတုတရသွားမယ်ပေါ့အမဒါဆိုအမဒါအဖြစ်များတဲ့ allergy တွေအကြောင်းပြောနေနေမှာပေါ့နော်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မှာတွေ့ရများတယ်ပေါ့နော် allergy တွေဆိုလို့ရှိရင်ဘာတွေဖြစ်မလဲပြီးတော့ဒီကဘာနဲ့တဝမ်းမှာဆိုလို့ရှိရင်ရောအဖြစ်အများဆုံး allergy ကိုပြောပါဆိုလို့ရှိရင်ဘာ allergy တွေရှိမလဲမှာမြန်မာမှာဆိုရင်တော့အဖြစ်များဆိုရင် seafood allergy ပေါ့နော်ပင်လယ်စာနဲ့မတည့်ရပေါ့ပင်လယ်စာဆိုပစုံမတည့်ရတော့နောက်ငါးမျိုးမတည့်တဲ့ allergy တွေအတွေ့ရများတယ်နောက်ပြီးတော့ဒီရာသီအကူပြောင်းမှာပေါ့နော်ရာသီအကူပြောင်းမှာခဏနှာယူတာနှာချီတာဖြစ်တဲ့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ allergies တွေလည်းအတွေ့ရများတယ်နောက်မြန်မာမှာတွေ့ရများဆို dust mite ပေါ့နော်ဒီဖုံမုံကြောင့်ဖြစ်တဲ့ဒီဖုံမုံမှာကန်နေတဲ့အကောင်လေးကြောင့်ဖြစ်တဲ့ allergies တွေကတော့အတွေ့ရများတယ်ပေါ့ဒီကဘာတစ်ခုလုံးနဲ့ဆိုရင်တော့ကဘာမှာတော့ allergies ကတော့အများကြီးရရှိရပေါ့နော်အများဖြစ်ဆိုရင်တော့မြေပဲမတည့်တာမျိုးရှိနိုင်တယ်နောက်ပြီးတော့ဒီနိုးနဲ့နိုးထွက်ပစ္စည်းတွေမတည့်တာမျိုးတွေလည်းရှိတတ်တယ်နောက်တိရစ္ဆာန်မှုတွေမတည့်တာတို့တိရစ္ဆာန်ညစ်ကြေးတွေမတည့်တာတို့ပန်းမောင်မတည့်တာတို့နောက် shellfish လို့ခေါ်တဲ့ဒီငါးတွေပစုံနေမတည့်တာပေါ့နော်ဒီလို allergy တွေကတော့အတွေ့ရများတယ်ပေါ့ဒီနောက်ပိုင်းမှာဆိုရင်လူဦးရေလည်းထူထပ်လာတယ်နောက် air pollution ပေါ့နော်လေလူညဉ့်ညံတာတွေလည်းအများကြီးများလာတဲ့ခါကျတော့ပန်းနိုင်ချက်လိုမျိုးနောက်အသက်ရှူလမ်းကြောင်းဆိုင်ရာမှာဖြစ်တဲ့နှာယိုနှာချီတာလိုမျိုးပေါ့နော်ဒီလို allergies တွေကလည်းအရင်ဖြစ်များလာတာဆိုတော့တွေ့ရပါညီမလေးဟုတ်ကဲ့မှာဒါဟိုလေဒီဘက်နိုင်ငံတွေဘက်မှာဆိုလို့ရှိရင်တော့ဟိုညီမတို့လိုနိုင်ငံတွေဘက်မှာဆိုအမခုနပြော peanut allergy ကို egg allergy ကတွေ့ရတော့ရှားတယ်ပေါ့နော်ဒါနိုင်ငံပေါ်လိုက်ပြီးတော့ဒီ data ရေမြေပေါ်မူတည်ပြီးလဲကွာသွားမယ်ထင်တယ်နော်အမဟုတ်ဒါဆိုလို့ရှိရင်အခုက comment ဖြစ်တဲ့တွေ့ရများတဲ့ဟာကိုမေးပြီးပြီဆိုတော့နောက်တစ်ခုကကျတော့ true ဆန်းဆန်းပေါ့နော်allergy လို့တော့ဟိုမသိရတဲ့ allergy မျိုးလေးတွေအကြောင်းလည်းမေးချင်တာဆိုတော့ညီမတငယ်ချင်းထဲမှာဆိုလို့ရှိရင်လည်းဟိုတွေ့ဘူးတယ်ပေါ့နော် तू ကလို့ရေနဲ့ဓာတ်မတည့်တာတို့နောက်ပြီး तू ပြင်းပြင်းထန်ထန်အားကစားတွေပါလုပ်ပြီး तू ရေတွေပါကူးပြီးသွားလို့ရှိရင်လေအဲ့လိုအပိတ်နေအများကြီးထလာရဆိုလို့ရှိရင်သူ့ကို तू တော့ तू ကဘာနဲ့မတည့်လို့မတည့်နေမှမသိဘူးပေါ့နော်အဲ့လိုမျိုး true ဆန်းဆန်း allergy ပေါ့တချို့ဆိုရင်နေဘူးထွက်လို့ရှိရင်အနီစက်တွေထွက်လာအဆက်လီတို့ယောဂမျိုးတွေပေါ့နော်မှာအဲ့လိုမျိုးထူးဆန်းဆန်းပေါ့နော်မကြဘူးသေးတဲ့ allergy မျိုးတွေဆိုလို့ရှိရင်ရောဘာလေးရှိမလဲရှင်ဟုတ်ပါဘူးလူတော်တော်များများကတော့ဒီ seafood allergy တို့ဆေးမတည့်တာတို့ကြတော့ရင်းနှီးရပေါ့နော်ဒါပေမဲ့ဒီလိုထူးဆန်းတဲ့ allergy တွေလည်းရှိရပေါ့ဒီမှာလေး vampire ကားတွေကြည့်ပုံမယ်ထင်တယ်ဒီနေအောင်နဲ့ထွက်လာရင်တို့ကအသားတွေလောင်ပြီးတော့အငွေ့ပြန်သွားတယ် vampire တွေလိုမျိုးပေါ့နော်ဒီလိုမျိုးအဖြစ်နဲ့နည်းနည်းဆင်တူတဲ့လူတွေကဒီအပြင်မှာလေးရှိခဲ့ပေါ့ဒါရှားတော့ရှားတယ်ထူလဲထူဆန်းနေပေါ့နော်ဘာလဲဆိုတော့ solar urticaria လို့ခေါ်ရပေါ့သူကနေအောင်နဲ့ထိတွေ့ပြီးတဲ့အခါမှာဒီအသားတွေရဲလာတာတို့အင်ပြင်နေထတာတို့အသားတွေရောင်တာတို့ဒီလိုမျိုးဖြစ်တာပေါ့နော်ဟို vampire လို့တော့အငွေ့တော့ပြန်မသွားဘူးပေါ့ဆိုတော့ဒီလူတွေကဒီနေအောင်နဲ့ထွက်မယ်ဆိုရင်အင်ကြီးလက်ရှိဝေးရတာတို့ဖောင်းပြီးရှိဝေးရတာတို့နောက်ထီတို့အုတ်ထိုးတို့ဒီကမျက်မှန်တို့ sunscreen လင်းရတာတို့ဒီလိုမျိုးတတိထားပြီးတော့ထွက်ရတယ်ပေါ့နော်ဆိုတော့ဒါနေအောင်နဲ့မတည့်သူတွေလည်းရှိတယ်ပေါ့ရှားတာတော့ရှားတယ်ပေါ့နော်နောက်တစ်ခုကကြောင့်ညီမတို့ပြောသွားရေနဲ့မတည့်တာပေါ့နော်ဒီကလည်းအရန်တော့ရှားတယ်ဒါပေမဲ့ထူးထူးဆန်းဆန်းပေါ့နော်ရေနဲ့မတည့်ဘူးပေါ့ဘယ်လိုမျိုးလဲဆိုရင်ဒီမိုးရေတို့နောက်ဒီရေတွေမျက်ရည်ရပဲဖြစ်ဖြစ်ချွေးနဲ့ပဲဖြစ်ထိပြီးတဲ့အခါမှာသူတို့ရဲ့အသားမှာအင်ပြင်တွေထလာတာအသားတွေရေးလာတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒီရေနဲ့မတွေးတော့ဘဲနဲ့နေမယ်ဆိုရင်တော့နိုင်ဝက်တနိုင်လောက်နေတော့တက်တာသွားတတ်တယ်ပေါ့ဆိုတော့ဒီလိုမျိုးကရှားတော့ရှားတယ်ဒါပေမဲ့ရှိတယ်ပေါ့နော်နောက်တစ်ခုကျတော့ဒီ exercise induce ပေါ့နော်လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အခါမှာallergy ထားတာမျိုးပေါ့ဒါဆိုရင်လေ့ကျင့်ခန်းမလုပ်ချင်တဲ့သူဆိုတော့အဆင်ပြေပဲကွက်တီပဲတားတယ်ဘယ်လိုမျိုးလဲဆိုတော့လေ့ကျင့်ခန်းတစ်ခုခုပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန်မှာအင်ပြင်တွေထလာတာနောက်တစ်ခုကကျတော့သူတို့မှမတည့်တဲ့အစားအသောက်တစ်ခုခုနဲ့စားပြီးတဲ့အချိန်မှာလေ့ကျင့်ခန်းလုပ်လိုက်တယ်ဆိုရင်ပို့ပြီးတော့ allergy ကပြင်းထန်သွားတာမျိုးဖြစ်နိုင်နေပေါ့နော်ဆိုတော့ allergy တော်တော်များများရင်းနှီးကြပေမဲ့ဒီလိုမျိုးနေနဲ့မတည့်တာတို့ရေနဲ့မတည့်တာတို့လေ့ကျင့်ခန်းလုပ်လို့မရတာတို့ဒါတွေကထူးဆန်းနေဒါပေမဲ့ရှိတော့ရှိနေဆိုတော့သိထားတင်ပါတယ်ဟုတ်ကဲ့ပါအမကိုတိုင်းလေးပေါ့နော်တစ်ခါကျငါဘာလို့ဖြစ်လဲဆိုတာကိုမသိတဲ့ခါမှာအခုဒီ season ကိုကြည့်ပြီးသွားလို့ရှင်အော်ဒါ allergy ပါလားလို့ဟိုသိသွားမဲ့လူတွေလည်းအများကြီးရှိမယ်လို့ထင်တယ်အမဒါဆိုလို့ရှိရင်အမနောက်ထပ်တစ်ခုသိချင်တာပါလဲဆိုတော့ allergy အကြောင်းပြောရင် asthma ပန်းနိုင်ရင်းချက်ကိုလည်းခြံထားခဲ့လို့မရဘူးပေါ့နော်အဲ့တော့ဒီဘက်ခေတ်မှာလည်းတော်တော်များများကတော့ကျမကြီးဘူးတူတာရရန်ရှိလာပြီဆိုတော့asthma ပန်းနိုင်ရင်းချက်ကဒီ allergy နဲ့ဆက်ဆက်နေရဆိုတာတော့သိလာတယ်ပေါ့နော်ဒါပေမဲ့အမသူကဘလို့ဖြစ်လို့ဒီလို allergy တွေအကြောင်း
မို့လို့ပေါ့နော်ပန်းနိုင်ရင်ချက် asthmatic attack ကထပြီးတော့ပန်းနိုင်ချက်သမားကြီးချက်တက်လဲဆိုတဲ့အကြောင်းအရာလေးကိုနားလည်အောင်လည်းရှင်းပြပေးပါအောင်ရှင်ပန်းနိုင်ချက်ဆိုတာကဒီသူတို့နဲ့ဓမ္မတေးစီရဲ့အရာတွေကိုထိတွေ့မိတဲ့အခါဒါမှမဟုတ်ရင်ရှူချိုင်းမိတဲ့အခါမှာဒီအဆုတ်မှာရှိတဲ့လေပြွန်လေးကျင်းသွားပြီးတော့အသက်ရှူချက်တာတို့ရှူမီတာမျိုးဖြစ်တတ်တာပေါ့နော်ဆိုတော့ဒီပန်းနိုင်ချက်မှာatopic asthma ဆိုတဲ့အမျိုးအစားတစ်ခုရှိရပေါ့ဒီ atopic asthma အမျိုးအစားကပန်းနိုင်ချက်ရှိတဲ့သူ9ယောက်မှာ4ယောက်ကဒီ atopic asthma အမျိုးအစားရှိနေရပေါ့နော်ဆိုတော့သူတို့ကဘယ်လိုဖြစ်လဲဆိုတော့သူတို့ရဲ့မျိုးရိုးဗီဇထဲမှာဒီဓမ္မတေးတာကိုပိုဖြစ်စေတဲ့အတူပီချင်းပါလာတာပေါ့နော်အဲ့ဒီခါကျတော့ဒီဓမ္မတေးစီရဲ့အရာတွေပေါ့ဖုံမုံနေနောက်ပန်းဝန်းမုံနေတရိတ်ဆန်အမွှေတွေတရိတ်ဆန်အညစ်အကြေးတွေဒါတွေကိုထိတွေ့မိတဲ့အခါဒါမှမဟုတ်ရှူချိုင်းမိလိုက်တဲ့အခါမှာဒီပန်းနိုင်ချက်ရဲ့လက္ခဏာတွေပို့ပြီးတော့ဖြစ်စီတာမျိုးပေါ့နော်ရင်ကျလက္ခဏာတွေပေါ်တာမျိုးဖြစ်တတ်တယ်ပေါ့ဆိုတော့ဒီ atopic asthmaရှိရတဲ့သူတွေကဒီတခြားဓမ္မတေးရာတွေဖြစ်တဲ့နှင်းခူတို့နောက် seasonal allergies ပေါ့နော်ဒီရာသီကိုပြောင်းမှာဖြစ်တဲ့နှာချေတာနှာရည်ယူတာဒီလို allergies တွေနဲ့တွဲပြီးတော့ဖြစ်တတ်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအသက်ရှူလမ်းကြောင်းဆိုင်ရာမှာ allergies ဖြစ်မယ်ဆိုရင်ဒီပန်းနိုင်ချက်လက္ခဏာကိုပို့ပြီးတော့ဆိုးစေနိုင်တယ်ပေါ့ဆိုတော့ကိုယ်နဲ့ဓမ္မတေးတာတွေကိုဒါတတိထားပြီးရှောင်မယ်ဆိုရင်တော့ဒီပန်းနိုင်ချက်လက္ခဏာတွေကိုကုသကာကွယ်တဲ့နေရာမှာတော့အထောက်အကူဖြစ်မှာပါညီမလေးဟုတ်မှာဒါဆိုလို့ရှိရင်အခုမေးခွန်းလေးတွေကလည်းနည်းနည်းများသွားပြီဆိုတော့ဗောနော်နည်းနည်း fan ဖြစ်တဲ့ question လေးအမအောင်မေးချင်တာအဲ့ဒါဘာလဲဆိုတော့ညီမတို့တူတူကိုဗောနော်ပတ်ဝန်းကျင်မှာကြားနေရတဲ့ဒီ allergy နဲ့ပတ်သက်တဲ့ယုံနှန်းစကားလေးတွေကိုလိုက်ပြီးရှာထားတယ်အဲ့ဒါလေးတွေကိုအမအောင်မေးမယ်ဗောနော်အမဒီစကားတွေကမှန်လားမှားလားဆိုတာကိုပြန်ပြီးပြောပြပေးရမှာဗောနော်ဟုတ်ကဲ့မ ready ပဲလားအဲ့ဆိုလို့ရှိရင်ပထမတစ်ခုကဘာလဲဆိုတော့allergy ကတဲ့ညစ်ပတ်တဲ့ပုံဝန်းကျင်တွေမှာဖြစ်တတ်တယ်ပေါ့နော် allergies ကညစ်ပတ်တဲ့ပုံဝန်းကျင်တွေမှာဖြစ်တတ်တယ်ဆိုရင်ဒါညစ်ပတ်တဲ့ပုံဝန်းကျင်တွေကြောင့်ဖြစ်တယ်ဆိုရင်တော့မှားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ allergy ဆိုတာမျိုးလိုက်လို့ဖြစ်တာနောက်ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကတုံ့ပြန်မှုလွန်ကဲလို့ဖြစ်တာပေါ့နော်ဆိုတော့တန့်ရှင်းတဲ့ပုံဝန်းကျင်မှာလည်း allergies ကဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ဒီညစ်ပတ်တဲ့ပုံဝန်းကျင်မှာဆိုရင်တော့ allergies ကပို့ပြီးတော့ဖြစ်နိုင်ခြေများတယ်ပေါ့နော်ဥပမာဆိုရင်ကိုကဒီမှုတွေနဲ့တက်မတေးတာပဲဖြစ်ဖြစ်နောက်ဖုံမုံတွေနဲ့တက်မတေးတာပဲဖြစ်ဖြစ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကဒီလိုညစ်ပတ်နေမယ်ဆိုရင်ကိုက allergy ထနိုင်ခြေပို့ပြီးတော့များတယ်ပေါ့နော်ဆိုတော့ညစ်ပတ်တဲ့ပတ်ဝန်းကျင်တောင်ဖြစ်တာတော့မဟုတ်ဘူးဒါပေမဲ့ညစ်ပတ်တဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့ allergies ဖြစ်နိုင်ခြေကပို့ပြီးတော့များတယ်ပေါ့ညီမလေးဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်နောက်တစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့အစားအစာနဲ့ပတ်သက်တဲ့ allergy တွေရတယ်တိတ်တော့အရေးမကြီးဘူးလို့ပြောကြတယ်ပေါ့အဲ့စကားလေးရအောင်ပါအဲ့ဒါတော့မှားတယ်ပေါ့နော်ညီမလေးဘယ် allergies ဖြစ်ဖြစ်ပေါ့နော်ဒါအစားအသောက် allergies မှမဟုတ်ဘူးဘယ် allergies ဖြစ်ဖြစ်ကတော့အရေးတော့ကြီးတယ်ဆိုတော့တချို့မှာတော့ဒီအစားအသောက်နဲ့ပတ်သက်ပြီးမတည့်တာကအသားရရုံလောက်အင်ပြင်းနေထတာလောက်နဲ့ပြီးသွားနိုင်ပေမဲ့တချို့ serious ဖြစ်တဲ့ allergies တွေဆိုရင်ဒီအစားအသောက်စားပြီးတဲ့အခါမှာ anaphylaxis လို့ခေါ်တယ်ပေါ့နော်ဒီတတိလက်သွားတာတို့အစားစားပြီးသွားရင်လုံးဝအသက်ရှူမရတော့တာတို့ဒီပေါင်တွေကျပြီးတော့ shock ဖြစ်သွားတာတို့ဒီလိုမျိုးအထိဖြစ်နိုင်တဲ့ food allergies တွေလည်းရှိရပေါ့နော်ဆိုတော့အစားအသောက် allergies တွေကမပြင်းထန်ဘူးဆိုရင်တော့မှားပါညီမလေးဟုတ်အဲ့ဒါတော့မှကိုတွေ့ပဲတငယ်ချင်းတယောက်ဆိုရင် तू အဲ့လိုအချိုရည်ထဲမှာပါတဲ့ဟာနဲ့ဓာတ်မတည့်ရ तू အကောင်ကြီးကနေအေးကိုတောက်လိုက်ပြီးဖုတ်ကနေလဲကြသွားအဲ့လိုမျိုးဆိုတော့အဲ့လို emergency ကိုအမြင်ပြေးရတယ်ပေါ့နော်အဲ့တချို့ကြတော့လေဒါအရေးမကြီးလို့ထင်လိုက်ပေမဲ့အမပြောရမှာဒါကိုနဲ့မတည့်တဲ့စားရှိလို့ရှိရင်တတိထားဖို့အရင်အရေးကြီးရနော်ဟုတ်တယ်ရုပ်ရှင်တွေမှာဆိုလဲလို့ရှိရဲဒါစားပြီးတာနဲ့ဝုန်းဆိုလဲသွားလေအဲ့မျက်မြင်တွေ့တော့မှလေရုပ်ရှင်မဟုတ်ပါလားဆိုတော့သိတာပေါ့နော်ဟုတ်ဒါဆိုနောက်တစ်ခုသွားလိုက်မယ်မနောက်တစ်ခုကဘာလဲဆိုတော့အေးပတ်တာနဲ့ allergy နဲ့တူတူပဲဖြစ်ပါတယ်ဆိုတဲ့စကားလေးမှာမှားတာပေါ့ညီမလေးဒီအေးပတ်တာဆိုတာဒီအေးမိတာလို့ပြောချင်တာဖြစ်မယ်ထင်တယ်နော်အေးမိတာတို့တုပ်ကွေးတို့ဒီဖျားရနာတာဆိုတာက virus ပိုးကြောင့်ဖြစ်တာဒီ allergies ကကြတော့ခန္ဓာကိုယ်ကကိုယ်ခံတုံ့ပြန်မှုလွန်ကဲပြီးဖြစ်တာဆိုတော့ဒီနှစ်ခုကမတူပါဘူးညီမလေးဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်နောက်တစ်ခုကကြတော့မှallergy ဖြစ်လို့ရှိရင်တောက်ရတဲ့ဆေးတွေရတယ်အိတ်ချင်ဆေးတွေအိတ်ငိုက်ဆေးတွေပေါ့နော်ဒါတော့အမြဲတမ်းကြားနေရတယ်နော်အရင်တော့ဆိုရင်တော့မှန်မယ်ပေါ့နော်ဘာလို့လဲဆိုတော့အရင်တော့တောက်ရတဲ့ဒီ allergy တက်တာဆေး antihistamine ဆေးတွေကအိတ်ငိုက်ဆေးတွေပေါ့ဒါပေမဲ့ဒီနောက်ပိုင်းမှာအသစ်ထွက်လာတဲ့ဒီ second generation third generation တောက်ဆေးတွေကအိမ်မငိုက်ဆေးတဲ့ဆေးအများကြီးပေါ်နေပြီပေါ့နော်ဆိုတော့ကိုကတောက်မယ်ဆိုရင်အိမ်မငိုက်ဆေးရဲ့ဆေးလားအိမ်ငိုက်မဲ့ဆေးလားရွေပြီးတောက်မယ်ဆိုရင်တော့အိမ်ငိုက်မှာမဟုတ်ပါဘူးဟုတ်ကဲ့ပါအမဟုတ်ဒါဆိုလို့ရှိရင်နောက်တစ်ခုက allergy ဖြစ်ပြီဆိုလို့ရှိရင်လည်းအချိန်ကြာနဲ့သူ့ဟာသူပျောက်သွားတတ်တယ်တဲ့ဒါကြတော့အမှန်တပတ်အမှားတော့ပါနော်တချို့ allergies တွေကြတော့သူ့ဟာသူနည်းနည်းလေးပဲဖြစ်ပြီးတော့တက်တာသွားတာမျိုးရှိနိုင်ပေမဲ့တချို့ပြင်းထန်တဲ့ allergies တွေကြတော့ဆေးကုသမှုလုံးမှဆေးတောက်မှဒီလိုအချိန်မှတက်တာသွားနိုင်တာရှိရပေါ့နော်ဆိုတော့ allergies တိုင်းကသူ့ဟာသူအချိန်တိုင်းပျောက်သွားမှာပဲဆိုပြီးတော့ထားလို့တော့မရဘူးပေါ့ညီမလေးအဲ့ဆိုရင်နောက်တစ်ခုကကြတော့မှ allergy ကမွေးရပါဖြစ်ပြီးတော့ကိုမွေးဖွားလိုက်တဲ့ကလေးစီကိုကူးသွားနိုင်နေဆိုတဲ့စကားလေးမှာဒါမှန်ပါတယ်ညီမလေးဘာလို့လဲဆိုတော့ allergy ကဒါမွေးရပါဖြစ်တယ်ပေါ့နော်ကို့မှာ
တကယ်လို့ allergy ဖြစ်တယ် allergy ဖြစ်တတ်တယ်ဆိုရင်ကိုယ့်ရဲ့မွေးလာတဲ့သားသမီးမှာ allergy ဖြစ်နိုင်ခြေများတယ်ပေါ့လေးလာချက်တွေအရဆိုရင်ဒီမိဘပေါ့နော်2ယောက်မှာ1ယောက်က allergy ဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ကလေးမှာ allergy ဖြစ်နိုင်တဲ့ rate က 50% ရှိရပေါ့နော်2ယောက်လုံးမှာဒါ allergy ရှိရမိဘ2ယောက်စလုံးမှာ allergy ရှိရဆိုရင်ကိုယ့်ရဲ့ကလေးမှာ allergy ဖြစ်နိုင်တဲ့ chance က85%ထိရှိရပေါ့ဆိုတော့ဒီ allergies ကမျိုးရိုးလိုက်တတ်တယ်ဆိုတာမှန်ပါတယ်အဲ့ဆိုပန်းနိုင်ချက်သမားကြီးဆိုလို့ရှိရင်เนาะဒါမျိုးရိုးလိုက်ဖို့တော်တော်လေးကိုရခိုင်နှုန်းများတာပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်နောက်တစ်ခုကကြတော့မှallergy စစ်ဆေးတာမျိုးပါတဲ့အန်နီရများပြီးတော့ကလေးငယ်တွေမှာမလုပ်သင့်ပါဘူးတဲ့အဲ့လည်းမှားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကလေးငယ်တွေမှာကျွမ်းကျင်တဲ့သူနဲ့တခြားကျွမ်းကျင်တဲ့ professionals တွေနဲ့စိတ်ချရတဲ့နေရာမှာလုပ်မယ်ဆိုရင်ဒီ allergy test လုပ်တာ safe ဖြစ်တယ်ပေါ့ကိုယ့်ရဲ့ကလေးမှာဘယ်လိုအရာတွေနဲ့ဓာတ်မတည့်ဘူးလဲဆိုတာကိုကသိထားမယ်ဆိုရင်ဒါတွေကိုရှောင်ပေးနိုင်တယ်ကုသတဲ့နေရာမှာအထောက်အကူဖြစ်တယ်ပေါ့နော်ဆိုတော့ allergy test တွေလုပ်တာလည်းskin prick test ဆိုတာရှိရယ်နောက် blood test ဆိုတာရှိရယ်ပေါ့နော် skin prick test ဆိုတာလည်းဒီအရေးပြားပေါ်မှာပေါ့လက်ဖြတ်မှာဖြစ်မယ်ဒါမှမဟုတ်ကြောမှာပေါ့နော်ကြောမှာဒီ allergy ဓာတ်မတည့်ဖြစ်စေတဲ့အရာလေးတွေကိုစမ်းကြည့်ပြီးတော့သူတို့ရဲ့ reaction ကိုစောင့်ကြည့်ရမျိုးပေါ့နော်ဒါတွေကလည်း15မိနစ်ဒီလို test လုပ်ပြီး15မိနစ်လောက်နေပျောက်သွားတာမျိုးပေါ့ဆိုတော့ဒီ skin prick test နဲ့မလုပ်ဘူးဆိုရင်လည်းသွေးဖောက်ပြီးစစ်တဲ့ blood test တွေလည်းရှိရပေါ့နော်ဒီဘယ်လို test ပဲဖြစ်ဖြစ်ကျွမ်းကျင်တဲ့နေရာမှာကျွမ်းကျင်တဲ့ specialist တွေကျွမ်းကျင်တဲ့ professionals တွေနဲ့လုပ်မယ်ဆိုရင်တော့ဒါ safe ဖြစ်ပါတယ်ဟုတ်ကဲ့ပါမအဲ့ဆိုမိကုန်းလေးတွေကပြီးသွားပြီဆိုတော့အမစီကနေပြီးတော့ထပ်ပြီးတည်ကျင်တာလေးတွေပိုင်းကိုသွားလိုက်မယ်ပေါ့နော်အဲ့ဒါအမအခုပေါ့နော်မကိုယ်တိုင်လည်းစေကူတာနေတဲ့ဒုတိယဖြစ်တဲ့ကြောင့်မလို့အမရဲ့အတွေ့အကြုံရဒီလိုမျိုးရေးရှည်ပေါ့နော်allergy သူကဖြစ်နေရဲ့အဲ့ဒါကိုတချို့ကြတော့လေကုရကောင်းမှမသိရပါတော့အမအဲ့လိုမကုပဲထားမယ်ဆိုလို့ရှိရင်စိုးကျိုးဘာတွေဖြစ်လာနိုင်လဲရှင်ဒီ allergy ကိုမကုပဲထားဖို့နောက် allergy ရှိနေမှမသိပဲနဲ့နေဖို့ဆိုတာတော့အဆင်မပြေနိုင်ဘူးပေါ့နော်ဥပမာဆိုရင်ဒီဓာတ်မတည့်တာတစ်ခုခုရှိလို့နှာချေရနှာရည်ယူတာပဲထားပေါ့ဒီဟာကိုဒီတိုင်းပဲဓာတ်မတည့်လို့ဖြစ်နေရမှလည်းမသိပဲနဲ့ဒီနှာချေတာတော့နှာရည်ယူတာတော့မကုပဲထားမယ်ဆိုရင်ညဘက်မှာနှာရည်ယူလို့အိမ်မရတာမနေ့ကျရင်နှုံးနေတာကိုယ့်ရဲ့နေ့စဉ်ဘဝမှာစိတ်နှောက်ယှက်ဖြစ်ရတာဒါမျိုးတွေခံစားရနိုင်တယ်ပေါ့နော်လူတော်တော်များများကြောက်ဒီ allergy ဆိုတာအသားရယုံလောက်ပဲနှာချေရလောက်ပဲလို့တွေးကြရဲပေါ့တကယ်တမ်းကြောက် allergies ကပေါ်လို့မရတဲ့နေရာမှာလည်းပါတယ်ပေါ့နော်ကိုယ်နဲ့မတည့်တဲ့အရာကိုကိုကမသိပဲနဲ့တောက်လျှောက်ကြီးထိတွေ့မိနေမယ်ဆိုရင်နောက်ပိုင်းကျရင်ဒီ allergies ကပိုပြီးပြင်းထန်သွားတာမျိုးလည်းဖြစ်တတ်တယ်ပေါ့ဆိုတော့ကိုယ်မှာတကယ်လို့အဖျားလည်းမရှိဘဲနဲ့ခဏခဏပေါ့နော်နှာချေတာတို့နှာရည်တွေယိုတာတို့မျက်စိယားတာတို့မျက်ရည်တွေခဏခဏကျတာတို့ဘာမှမသိဘဲနဲ့အသားတွေခဏခဏယားတာအင်ပြင်တွေထားတာအကွက်တွေပေါ်လာတာမျိုးနောက်ဒီမျက်နှာမှာဆိုရင်မျက်လုံးတို့နှာခမ်းတို့လေချောင်းတို့ပါးစပ်တို့ဖောရောင်တာမျိုးဒီလိုလက္ခဏာတွေကခဏခဏပြန်ဖြစ်နေရဆိုရင်တော့ဆရာဝန်နဲ့ပြတင်တယ်ပေါ့နော်ကိုကဓာတ်မတည့်တာများရှိနေရလားတကယ်လို့ရှိနေရဆိုရင်လည်းဘယ်ရာနဲ့ဓာတ်မတည့်ဘူးလဲဆိုတာကိုစမ်းသပ်စစ်ဆေးပြီးတော့ကောက်ွယ်မှုတွေလုပ်မယ်ဆိုရင်တော့ဒီ allergy ဖြစ်တာကိုတက်တာစီမှာပါညီမလေးဟုတ်ကဲ့မှာဒါဆိုလို့ရှိရင်လူတယောက်ကပေါ့နော်သူအဲ့လိုဓာတ်မတည့်မှုတွေသူဖြစ်နေတယ်ဆိုတာကိုဘယ်လိုမျိုးသိနိုင်လဲအခုနကတော့အမပြောသွားရတယ်မှာဒီလိုချက်တွေဖြစ်လို့ရှိရင်တော့ကျန်းမာရေးကုသမှုခံယူဖို့တကယ်တက်ကြွတဲ့ဆရာဝန်နဲ့ပြသဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ तू ကဒီအရာတစ်ခုနဲ့မတည့်ဘူးဆိုတာကိုဘယ်လိုမျိုးသိနိုင်မလဲဥပမာဆိုရင်ပစုံပဲထားပါတော့ပစုံစားလိုက်တယ်ပစုံစားပြီးတဲ့အချိန်မှာညနာမှာဖူးတွေထွက်လာတာတော့အရေးသားမှာအင်ဂျင်ကြီးထားလာတာအသားတွေရားလာတာဒါမှမဟုတ်ရင်အသက်ရှူရခတ်တာမျိုးနေလို့မကောင်းဖြစ်တာမျိုးဝမ်းလျှောသွားတာမျိုးဒီလိုမျိုးဖြစ်တယ်ဆိုရင်တော့ကို့မှာဒီ allergy ရှိနေရလားဆိုတာတော့သတိထားသင့်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒီ allergies ကြောင့်မို့လို့ struggle ဖြစ်နေတဲ့လူတွေဒီ allergies နဲ့နေထိုင်နေတဲ့သူတွေအတွက်ပေါ့နော်သူတို့တနေ့စိတ်ရှုပ်စရာကောင်းတဲ့စိတ်ညစ်ရတယ်သူတို့တွေအတွက်တေးသေးလေးပေါ့နော်သူတို့နေ့စဉ်ဘဝမှာသူတို့ရဲ့ပတ်ဝန်းကျင်ကနေစပြီးတော့ပြောင်းလဲလို့ရတဲ့အရာလေးတွေရှိလို့ရှိရင်လည်းအကြံပေးပါအောင်ရှင်အရင်ဆုံးအနေနဲ့ပေါ့နော်ဒီ allergy ရှိနေပြီဆိုတာကိုသိလိုက်ပြီဆိုရင်အရင်ဆုံးလုပ်ရမယ့်အရာတော့ဒီကိုဓာတ်မတည့်စီတဲ့အရာကိုရှောင်ဖို့ကတော့အရင်ဆုံးပဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကကိုဓာတ်မတည့်စီတဲ့အရာရှိနေရဆိုရင်ဒါတွေကိုထိတွေ့မှုတွေလျှော့ချရမယ်ဥပမာဆိုရင်ဒီ dust mite လို့ခေါ်တဲ့ဒီဖုံမုန်းတွေနောက်ဖုံမုန်းမှာကတ်နေအကောင်လေးနဲ့မတည့်တာမျိုးဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ကိုယ့်ရဲ့အိတ်ခမ်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ခမ်းပုံမှန်တန်ရှင်းလုပ်တာမျိုးဒီအခန်းကြီးတွေမှာရှိတဲ့ pre-board တွေကိုတန်ရှင်းပုံမှန်လုပ်ပေးတာမျိုးနောက်အိရခင်းတို့ခေါင်းတို့ပုံမှန်လေးပေးတာမျိုးဒါမျိုးတွေလုပ်တင်နေပေါ့နော်နောက်တစ်ခုကကြတော့ဒီကို့မှာ food allergy ပေါ့နော်အစားအသောက်နဲ့မတည့်တာမျိုးရှိရဲဆိုရင်လည်းဒီအစားအသောက်တစ်ခုဝယ်ကန်ဒီမှာကိုယ်နဲ့မတည့်တာများပါနေလားဆိုပြီးတော့ပါဝင်ပစ္စည်းတွေကိုသတိထားပြီးဖတ်ကြည့်ရမျိုးနောက်အစားအသောက်မှာတဲ့အခါမှာဒါနဲ့တော့မတည့်ဘူးဆိုပြီးတော့တခြားပြောပြီးမှားတာမျိုးပေါ့နော်ဒီလိုမျိုးတွေလုပ်တင်နေပေါ့
ရင်မွေးနဲ့ပြင်းပြင်းတွေမစွတ်တာတို့နောက်ဆက်လိမ်ငွေတို့အငွေတွေရှောင်းတာတို့ဒါမျိုးတွေလုပ်တင်နေပေါ့နော်နောက်ကိုနဲ့တူဒီ allergy တက်တာကြီးရဲ့ဆေးလေးလည်းဆောင်းထားတင်နေပြီးတော့ကိုကဘာနဲ့မတည့်ဘူးလဲဆိုတာနောက်ဘယ်လိုချိန်ဆိုရင်ဒီလိုဓာတ်မတည့်ရဖြစ်စေလေဘယ်လိုလက္ခဏာတွေခံစားရတတ်လဲဆိုတာဒါရီလေးနဲ့မှတ်ထားပြီးတော့ကိုယ့်ရဲ့ဆရာဝန်နဲ့ပြန်ပြတဲ့အခါမှာဒါရီပြောပြတာမျိုးလည်းလုပ်တင်နေပေါ့နော်ဆိုတော့ဒီလိုမျိုးတတိထားပြီးတော့လုံးမယ်ဒီ allergy ဖြစ်စေတဲ့အရာတွေကိုရှောင်မယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီ allergy ကုသတဲ့နေရာမှာအထောက်အကူအများကြီးဖြစ်စေမှာပါဟုတ်ကဲ့ပါအမဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဟိုတက်ကြွတဲ့ဆရာဝန်နဲ့သွားပြတာမျိုးမဟုတ်ဘဲနဲ့allergy ဖြစ်တဲ့အခါမှာလည်းလှုပ်ထားရှိတယ်အမားတွေဆိုလို့ရှိရင်ဘာတွေဖြစ်မလဲဥပမာတချို့ဆိုရင်နည်းနည်းလေးနှာမောနေတယ်နှာခေါင်းဖြန်းစီအများကြီးဖြန်းတာမျိုးပေါ့ကိုယ်တိုင်လည်းကြုံလိုက်ရသေးတယ်လို့မနေ့ကပဲဖြစ်တာမျက်လုံးခြောက်ပြီးတော့ရားလာလို့ဆိုပြီးတော့dry eye အတွက်ရိုးရိုးပေါ်မှာအမရဲ့မျက်စင်းသွားကိုရသူအဲ့လို steroid ပါတဲ့ဟာတွေပေးလိုက်တယ်ပေါ့ဒါတွေခက်ကြရလို့ပြောတယ်ပေါ့နော်အမအဲ့လိုမျိုးပေါ့လှုပ်ထားရှိရဲ့အမားတွေဆိုလို့ရှိရင်ဘာလေးတွေဖြစ်မလဲရှင်ဒီ allergy ရှိနေတဲ့သူတွေမှားတတ်တဲ့အရာတွေဆိုရင်တော့အရင်ဆုံးကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီ allergy တွေရှိနေနိုင်နေဆိုတာကိုမသိတာသတိမထားမိတာပေါ့နော်ကိုကဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီ dust mite တွေအိမ်မှုတွေပေါ့နော်ဖုံမုံတွေဒါတွေကြောင့်ကို allergy ဖြစ်နေရဆိုတာကိုသိထားတတိထားတင်နေပေါ့နော်တကယ်လို့ဒါတွေကြောင့်ဖြစ်တယ်ဆိုလဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတန်တန်ရှင်းရှင်းထားတာမျိုးပတ်ဝန်းကျင်ကိုတတိထားပြီးတော့တန့်ရှင်းလုပ်တာမျိုးတွေလုပ်တင်နေပေါ့ဒါကတော်တော်များများတတိမထားမိတဲ့အရာလို့အမကတော့မြင်နေပေါ့နော်နောက်တစ်ခုကကျတော့ညီမလေးပြောသွားသလိုပေါ့နော်ဒီ nasal spray တွေပေါ့နော်နှာခေါင်းဖြန်းစီဟိုအလွန်စုံဖြန်းတာပေါ့နော်နှာခေါင်းပိတ်တယ်ရွှေ့ဆိုဖြန်းလိုက်တယ်ပိတ်တိုင်းဖြန်းမိနေရပြီးတော့ရက်ရှည်ပေါ့နော်ကာလာကြာရှည်တုံးမိနေရဒီလိုမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့ခါမှာဆိုရင်ဒီနှာခေါင်းထဲမှာရှိတဲ့သွေးကြောလေးထိခိုက်တာမျိုးနောက်ကိုယ့်ရဲ့နှာခေါင်းကပေါ့နော်ဒီ spray ကိုပဲတောက်လျှောက်ဆွဲလန်းသွားပြီးတော့ spray မဖြန်းရင်မဖြန်းမဲနဲ့ထားလိုက်မယ်ဆိုနှာခေါင်းကပို့ပြီးတော့ပိတ်သွားမျိုးဒီလိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဒီဆေးတွေကိုအလွန်ကြုံပေါ့ကိုယ့်တဘောနဲ့ကိုအများကြီးမသုံးမိဖို့ကလည်းအရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီယောဂလက္ခဏာတွေကိုလှစ်လူရှုလိုက်တာပေါ့နော်လှစ်လူရှုပြီးတော့ဒါကတော့နှာစေးတာပဲနှာစေးရလောက်ပါပဲအသားလေးရားရုံလောက်ပဲဒီလိုမျိုးပဲထားလိုက်တဲ့အခါမှာဒီခန္ဓာကိုယ်ကနေဒီ allergensဓာတ်မတည့်စီရဲ့အရာတွေကိုခဏခဏထိတွေ့လာပြီးတော့ရောင်ရမ်းတာတွေပို့ပြီးတော့ဆိုးလာတာ allergy ပြင်းထန်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်နောက်မှာတက်တဲ့အရာတစ်ခုလို့ပြောရမယ်ဆိုရင်ကြတော့ကိုယ့်ကိုယောဂတက်ပလိုက်တာပေါ့နော်နှာစီးနေရ allergy မှုလို့နေမှာပေါ့အသားတွေရနေ allergy ပဲနေမှာပါလေးဆိုပြီးတော့ထားလိုက်တာမျိုးပေါ့နော်တကယ်ကကြတော့နှာစီးတိုင်းလည်း allergy ချောင်းဆိုးတိုင်းလည်း allergy ဖြစ်နေရမဟုတ်တလို့အသားတွေရတိုင်းလည်း allergy ကြောင့်ဟုတ်ချင်မှာဟုတ်မှာပေါ့နော် infection ဝင်တာဖြစ်နိုင်တယ်တခြားအကြောင်းရင်းကြောင့်ဖြစ်နေတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီကိုယ့်ကို allergy ပဲဆိုပြီးတော့ယောဂတက်လိုက်တာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ဆေးတွေကိုကိုယ့်သဘောနဲ့ကိုယ်အရင်ကြီးအလွန်ကြုံမသုံးဖို့ကိုယ့်ရဲ့ပုံစံမှာ allergy ဖြစ်စေနိုင်တဲ့အရာတွေရှိနေဆိုတာတတိထားဖို့ဒီယောဂလက္ခဏာတွေကိုလှစ်လို့မရှုဖို့ကအရေးကြီးရလို့ထင်ပါတယ်ညီမလေးဟုတ်ကဲ့အမဒါဆိုလို့ရှိရင်ပေါ့နော်အမခုနပြောသွားတဲ့လက္ခဏာတွေတော့ရှိတယ်ဒါပေမဲ့ဘလို့အခြေအနေမျိုးမှာဘလို့ယောဂလက္ခဏာတွေဖြစ်လာလို့ရှိရင် advanced therapy ပေါ့နော်စေကုသမှုကိုတဆင့်မြင့်ပြီးတော့ကုသဖို့လိုအပ်မလဲမဒီလိုကုသမှုတွေကရောဘလို့မျိုးအကျိုးရှိစေလဲရှင်ပုံမှန်ဆိုရင်ပေါ့နော်ပုံမှန်ဆိုရင်ဒီ allergy ဖြစ်တယ်ဆိုရင် allergy ဖြစ်စေတဲ့အရာတွေကိုရှောင်လိုက်တာနောက်ဒီ allergy ကိုသက်သာမဲ့တောက်စီလေးတောက်လိုက်တာမျိုးနဲ့တချို့ကသက်သာသွားတက်ကြရပေါ့နော်ဒီလိုပဲလုံးလေးရှိကြရပေါ့ဒါပေမဲ့တချို့သူတွေမှာကြတော့ဒီ allergy ဖြစ်တဲ့လက္ခဏာတွေက allergic reaction တွေကတအားဆိုးသွားတာမျိုးနောက်ဒီ allergy ဖြစ်စေတဲ့အရာတွေအလုံးမှာပဲဖြစ်ဖြစ်နေရတဲ့နေရာမှာဖြစ်ဖြစ်ရှောင်လဲလို့မရဘဲနဲ့အမြဲထိတွေ့နေရတဲ့သူတွေနောက်ပြီးတော့ဒီ allergy ကိုကုသနေရတာနဲ့ကုသမှုတွေက effective မဖြစ်တော့တဲ့အခါမျိုးတွေနောက်ဒီ allergy နဲ့တူတူမနေကျင်တော့ဘူးမနေကျင်တော့တဲ့သူတွေပေါ့နော်ဒီလိုမျိုးဆိုရင်တော့ဒီ advanced ဖြစ်တဲ့ကုသမှုတွေကိုစဉ်းစားလို့ရတယ်ပေါ့ဆိုတော့ဘာရှိမလဲဆိုတော့ allergy immunotherapy လို့ခေါ်တဲ့ကုသမှုတွေရှိရပေါ့နော်ဒါကတော့ဒီသက်ဆိုင်ရာကျွမ်းကျင်တဲ့ specialist တွေနဲ့တခြားတိုင်ပင်ပြီးမှတော့လောက်ရမယ်ကုသမှုတွေပေါ့ဒါဘယ်လိုမျိုးလဲဆိုတော့အရင်ဆုံးအနေနဲ့ကိုယ်နဲ့မတည့်တဲ့ဓာတ်မတည့်စီအရာကိုအရင်ဆုံး test လုပ်ပြီးတော့ရှာလိုက်တယ်ပေါ့နော်ရှာပြီးသွားတဲ့အခါမှာဒီကိုယ်ကို allergy ဖြစ်စေတဲ့ဒီ allergen ကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ခံနိုင်ရရှိအောင်မှတ်မိသွားအောင်ဆက်စားခြင်းမှာနည်းနည်းနဲ့တဖြည်းဖြည်းတိုးပြီးတော့ထိတွေ့ပေးသွားတာမျိုးပေါ့နော်ဒီလိုကုသမှုမျိုးပေါ့ဒါကကြတော့လနဲ့ချီပြီးလောက်ရတာမျိုးရှိတယ်လို့နှစ်နဲ့ချီပြီးလောက်ရတာမျိုးလေးရှိရပေါ့နော်ကိုယ့်ရဲ့ allergy ယောဂအခြေအနေပေါ်မူတည်ပြီးတော့ဒီသက်ဆိုင်ရာကျွမ်းကျင်တဲ့ specialist နဲ့တိုင်ပင်ပြီးလောက်ရမယ်ကုသမှုမျိုးပေါ့ဒီကုသမှုတွေကအချိန်တော့ပေးရတယ်နောက်တောက်လျှောက်ပေါ့နော်စဉ်းစားမပြတ်ကုသမှုတွေလုပ်နေရတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်သွားမလဲဆိုတော့ဒီခန္ဓာကိုယ်ကနေပြီးတော့ဒီ allergy ကိုခံနိုင်ရရှိလာပြီးတော့ allergic reaction တွေက
တက်တာလာတာနောက်ဒီ damage တာကိုဖြစ်စေရဲ့စီရီတောက်စီရမလို့တော့တာမျိုး quality of life ကောင်းစီရမျိုးပေါ့နော်ဒီလိုမျိုး affected တော့ဖြစ်ပါတယ်ညီမလေးဟုတ်အမ quality of life လို့ပြောတော့မှာပေါ့နော်ဟိုတာမန်စဉ်းစားကြည့်ရင်တော့ဒါ allergy လေးပဲ damage ရလေးလောက်ပဲလို့ဟိုတွေးကြပြီမယ်ပေါ့ကိုယ်တိုင်ခံစားရလူတွေနားလဲလို့ဆိုညီမကိုယ်တိုင်လည်းတစ်ခုခုဆိုရင်ရားရတယ်အပိတ်နေထွက်တယ်ဒါမအောင်ပြောလေမနေရတော့မျက်လုံးတွေရားရတယ်ဆိုပြီးတော့အဲ့လိုမျိုးဆိုတော့အမရဲ့ဒီလို allergy နဲ့အတူတကွနေရတဲ့လူတွေဖို့ပေါ့နော်ဒါကြီးကဟို chronic stress လို့ပြောလို့ရတယ်ရေရှည်မှာစိတ်ဖိစီးမှုဖြစ်စေတဲ့အရာပေါ့နော်အဲ့တော့ဒီလိုမျိုးခံစားနေရတဲ့သူတွေအတွက်ဆိုလို့ရှိရင်ရောမှဟိုဘယ်လိုမျိုးပေါ့နော်သူတို့အနေနဲ့ emotionally စိတ်ခံစားမှုကိုဘယ်လိုမျိုးပြင်ဆင်ထားလို့ရမလဲဆိုတာလေးကိုလည်းအကြံပေးပါအောင်ရှင် allergy တစ်ခုနဲ့မတည့်ဘူးဆိုတာသိလိုက်ရတဲ့အချိန်မှာဆိုရင်တော့အနေနဲ့များတော့ပေါ့နော်စိတ်ညစ်ရရှိမယ်စိတ်ရှုပ်သွားမယ်ပြီးတော့ကြောက်လဲကြောက်မယ်ပေါ့နော်တော့ကြောင့်မတော်လို့ဒီဟာစားပြီးတစ်ခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတာမျိုးပေါ့အဲ့လိုမျိုးကြောက်စိတ်လေးဝင်နိုင်တယ်နောက်ဘာလို့ကိုယ်မှလာဖြစ်နေရလဲဆိုတော့ကိုစိတ်တူတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ဒီ allergy ကကိုယ်မှာတော့မဟုတ်ဘူးကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီတုံ့ပြန်မှုတွေလွန်ကဲလို့ဖြစ်နေတာမျိုးပဲပေါ့နော်ပြီးတော့ကိုတယောက်တည်းလည်း allergy ဖြစ်တာမဟုတ်ဘူးပေါ့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဆိုရင်သူကနေသူ allergy ဖြစ်တဲ့သူတွေအများကြီးရှိနေနိုင်တယ်ပေါ့နော်အမဆိုလည်း allergy ရှိရဲ့အမကဘာမတည့်ဘူးလဲဆိုဖုံနေနဲ့သူများရကြရင်တော့ဖုံနဲ့ဘာလို့မတည့်ရလဲလို့ထင်ကြတယ်တကယ်တော့ဖုံနေနဲ့ဖုံနေမှာရှူပြီးတော့ allergy ဖြစ်တာမျိုးတော့မဟုတ်ဘဲနဲ့အမကကြောင့်နှင်းခုပေါ့နော်အရေးပြားမှာနှင်းခုဖြစ်တာပေါ့နော်ဆိုတော့ main ကလေးတယောက်အနေနဲ့ကြောင့်ဒါအရင်ဆက်လာချင်မှာ stress အရင်များရပေါ့နောက်အမရဲ့အသည့်တွေထဲမှာဆိုလဲဒီပစွန်နဲ့မတည့်တာတို့ပစွန်စားပြီးရင် allergy ဖြစ်လို့စိတ်ညစ်ရတာမျိုးပေါ့နော်ဒီလိုလူတွေလည်းအများကြီးရှိရပေါ့ဆိုတော့ကိုကဒီကိုယ် allergy ဖြစ်စေတဲ့အရာကိုတိထားမယ်ရှောင်နိုင်နေနောက်ဒီ allergy အတွက်ကိုဒီနောက်ပိုင်းမှာ test တွေလည်းစစ်လို့ရနေပြီကိုဖြစ်တဲ့လက္ခဏာပုံမတည်ပြီးတော့လည်းသက်ဆိုင်ရာဆရာဝန်နဲ့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့လည်းတိုင်ပင်လို့ရတယ်ကိုနဲ့တူတူ allergy ဖြစ်တဲ့သူတွေလည်းအများကြီးပဲတယောက်နဲ့တယောက်စိတ်ခွန်အားလေးပေးလို့ရတယ်ဆိုတော့ allergy ဖြစ်ပြီဆိုတာနဲ့စိတ်ညစ်သွားတာမျိုးစိတ်တက်ကြပြီးနေတာမျိုးမဖြစ်စေချင်ဘူးပေါ့နော်ကိုက stress များလေးလေဒီ allergy ဖြစ်ဖို့ allergy ပိုကြွားဖို့ chance များလေးဖြစ်တဲ့အတွက်စိတ်ပစ္စည်းမှုအများကြီးမထားဘဲနဲ့လောက်ဆရာရှိရလောက်ဖို့တော့အကြံပေးချင်ပါတယ်ဟုတ်ကဲ့မှာဒီ allergies ကလေကိုယ်တိုင်နေမဟုတ်ဘဲနေပေါ့ကိုပတ်ဝန်းကျင်ကိုပါကိုအနီးနားပတ်ဝန်းကျင်ကလူတွေကိုပါ impact ရှိရဲဟိုတက်ရောက်မှုရှိနေရမျိုးပေါ့မှာဥပမာမပြောသလိုဖုံမုံညီမဆိုလေဖုံမုံနဲ့မတည့်ဘူးမလားတနေရာရောက်လို့ရှိရင်သူတို့အကုန်လုံးအကောင်ကိုပဲရားလာပြီးငါဆေးသွားဝယ်အောင်မယ်ဒီလိုမျိုးတွေဖြစ်နေရဆိုတော့လေအဲ့လိုမျိုးပေါ့နော် allergies ရှိတဲ့ကိုမိသားစုတငယ်ချင်းချစ်ခင်ရတဲ့သူတွေရှိရဆိုလို့ရှိရင်ရောပေါ့နော်သူတို့တွေအနေနဲ့ဘယ်လိုမျိုးနားလည်ပေးလို့ရမလဲစိတ်ခွန်အားပေးလို့ရလဲဖေးမပေးလို့ရမလဲဆိုတာလေးကိုလည်းနည်းနည်းလောက်ပြောပြပေးပါအောင်ရှင်ဒီဟာအရေးကြီးတဲ့မေခွန်းပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုနဲ့ပေါ့နော်ကိုတငယ်ချင်းပဲဖြစ်ဒါမှမဟုတ်ကိုရဲ့အတိတယောက်ကပဲဖြစ်ဒါကတော့မစားတော့ဘူးဒါနဲ့မတည့်ဘူးဒီအနံ့နေမကြိုက်ဘူးတော့ဒီအနံ့ရှူလို့မရဘူးနောက်ကြောင်နေကင်လို့မရဘူးဒီလိုမျိုးပြောလာခင်ကြီးများလိုက်တာပေါ့နော်ကြီးများလိုက်တာတော့စီစာကြောင်လိုက်တာတော့အဲ့လိုမျိုးပြောမိတာတော့တွေးမိတာတော့ရှိနိုင်နေပေါ့နော်ဒါပေမဲ့တစ်ခုပြန်စဉ်းစားရမှာကြောင့်သူစီစာကြောင်နေရမဟုတ်ဘဲနဲ့သူ့မှာ allergy ဖြစ်နေရတယ်ဖြစ်နိုင်နေပေါ့နော်ဆိုတော့ဒီ allergy ရှိနေဆိုတာကဒီအသားရယုံအင်ပြင်းနေထယုံနှာချီယုံနဲ့မကပဲနဲ့ပေါ့နော်ဒီ allergy ရှိတဲ့သူရဲ့စိတ်ခံစားချက်မှာကိုယုံကြည်မှုနေသွားတာတတမဖြစ်တာဒီ social life မှာအနေနဲ့များတက်ရောက်မှုတွေရှိရမျိုးဖြစ်နိုင်နေပေါ့နော်တခါလေကြာရင် allergy ဖြစ်တဲ့လက္ခဏာတွေကြောင့်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ်တုံ့ပြန်လိုက်တဲ့အပြုမှုတွေကြောင့်လည်းစိတ်မသက်မသာဖြစ်သွားတာမျိုးဖြစ်နိုင်နေပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီအတိမိတ်ဆွေဒါမှမဟုတ်တငယ်ချင်းပဲဖြစ်ဖြစ်လှုပ်ဖို့ကိုင်းပဲဖြစ်မိသားစုဝင်ရပဲဖြစ်ပေါ့နော်ဒီ allergy ရှိရဲဆိုရင်စာနာမှုနဲ့ကျဉ်းနာမှုတွေပြဖို့ကအရေးကြီးပါတယ်ဥပမာဆိုရင်ဒီ allergy ရှိတဲ့သူနဲ့မုန်းတူမှားလိုက်တဲ့အခါမှာသူနဲ့မတည့်တဲ့အစားအသောက်ကိုဒါမတည့်ဘူးနော်ဒါရှောင်ပေးလိုက်မယ်နော်ဆိုပြီးမှားပေးလိုက်တာမျိုးနောက်သူကအနံပြင်းပြင်းနေနဲ့မတည့်ဘူးဆိုရင်သူနာသွားတဲ့အခါမှာရေမွန်းနဲ့ပြင်းပြင်းနေမှာဆွတ်တာမျိုးအတူနေတဲ့သူကဒရိတ်ဆန်လေးနဲ့မတည့်ဘူးဆိုရင်ဒီဒရိတ်ဆန်လေးမမွေးပဲနဲ့နေလိုက်တာမျိုးပေါ့နော်ဒီလိုမျိုးလေးကျဉ်းနာမှုစာနာမှုပြရဲဆိုရင်ဒါ allergy ရှိတဲ့သူတွေအများကြီးအထောက်အကူဖြစ်စေမှာပါဟုတ်အဲဆိုလို့ရှိရင်နောက်ဆုံးအပိတ်မေးခွန်းလေးအနေနဲ့ပေါ့နော်အခုတော်တော် social media မှာလည်းတွေ့နေရတာပေါ့မျက်နှာမှာဆိုလို့ရှိရင်လည်းrash တွေထလာပြီးတော့အပိတ်ရေဖြစ်ပြီးတော့ပေါ့နော်စိတ်ညစ်ရတယ်ပေါ့သူတို့တွေအတွက်ပေါ့စိတ်ခွန်အားဖြစ်စေမဲ့စကားလေးပြောပြီးတော့နှုတ်ဆက်ပေးပါအောင်ရှင်
ဒီ allergy ဖြစ်တယ်ဆိုတာကိုယ့်ရဲ့အမှားကြောင့်မဟုတ်ဘူးเนาะကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားနေပြီးတော့တုံ့ပြန်မှုလွန်ပြီးတော့ဖြစ်တာပဲပေါ့ဆိုတော့ကိုယ့်ကိုဘယ်လိုအရာတွေက allergy ဖြစ်စေတာလဲ allergy နဲ့ပတ်သက်ပြီးတော့ဘယ်လိုကာကွယ်လို့ရလဲဘယ်လိုကုသမှုတွေရှိလဲဆိုတော့မှန်ကန်တဲ့ information တွေကိုသိနေမယ်နောက်ကိုယ်မှာဝေဒနာတစ်ခုခံစားရတယ်ဆိုလေကျွမ်းကျင်တဲ့သူတွေနဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့လည်းတိုင်ပင်လို့ရတဲ့အချိန်တွေမှာလည်းရှိနေတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်ကသူတွေရဲ့ဆန္ဒမှုတွေလည်းရှိနေမယ်ဆိုရင်ကိုယ့်ရဲ့နေ့စဉ် life မှာပေါ့နော်နေ့စဉ်ဘဝမှာဒီ allergy ဖြစ်စေတဲ့အရာတွေကိုသတိထားပြီးတော့ awareness လေးနဲ့နေုံပဲပေါ့နော်ဒီလိုပြင်းပြင်းထန်ထန်ခံစားရတယ်ဆိုရင်လည်းမှန်ကန်တဲ့ကုသမှုကိုအချိန်မီရယူမယ်ဆောင်ရနေသတိထားပြီးနေမယ်ဆိုရင်အချိန်တစ်ခုရောက်တဲ့အခါမှာတက်တာသွားမှာပဲဆိုတော့ဒါကိုအများကြီးစိတ်ညစ်မနေပဲနဲ့ဖြတ်ကျော်နိုင်ပါစေလို့ပဲအမှဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါအမဒီနေ့ပြောရလဲပြည့်စုံသွားပြီဆိုတော့ပေါ့အမပြောသွားတဲ့ကိုစိတ်ဝင်စားရတယ်သဘောကျတယ်အမနဲ့ထပ်ပြီးတော့ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်ရောဘယ်လိုမျိုးအမကိုဆက်သွယ်လို့ရလဲဆိုတာကိုလည်းအမတရားပြည့်သက်ကြည့်ပြပြပေးပါအောင်ရှင်ဟုတ်ညီမလေးဒီ allergy အကြောင်းနဲ့ပတ်သက်ပြီးတော့ awareness ရသွားမယ်အကျိုးရှိရဆိုရင်အမအများကြီးဝမ်းသာမိမှာပါအမကိုဆက်သွယ်ခြင်းနဲ့ဆိုရင်တော့အမရဲ့ဒေါက်တာမာပိုဆိုတဲ့ Facebook page TikTok နဲ့ဒီ YouTube channel တွေကနေဆက်သွယ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအမဒီနေ့မှာပေါ့နော်အချိန်ပေးပြီးတော့ဒါဘုဟုတုတ္တတွေဆောင်ရန်ရှောင်ရန်နေစိတ်ခွန်အားတွေအများကြီးလာပြီးတော့မျှဝေပေးသွားတဲ့အတွက်ဒေါက်တာမာပိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးပါညီမလေးဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ဒီနေ့အမှတ်တရစီစဉ်မှာဆိုလို့ရှိရင်เนาะဒေါက်တာမာပိုနဲ့အတူတူ allergies ဓာတ်မတည့်ရနဲ့ပတ်သက်ပြီးတော့အဓိကထားပြီးတော့ဆွေးနွေးသွားတာပဲဖြစ်ပါတယ်ဒီနေ့စီစဉ်ကိုကြည့်နေတဲ့ပရိသတ်ကြီးတွေမှာလည်းပေါ့เนาะကိုချစ်ရတဲ့မိသားစုချစ်ရခင်ရတဲ့သူတွေပတ်ဝန်းကျင်မှာ allergies ဖြစ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်လည်းစာနာနားလည်းပေးနိုင်ရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ကိုတိုင်ကလည်းဒီ allergies ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်နေပြီဆိုလို့ရှိရင်เนาะသတိထားကြည့်ပြီးတော့တကယ်နားလည်တက်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တွားရောက်တိုင်ပင်ကုသပြီးတော့ပြသဖို့တိုက်တွန်းချင်ပါတယ်ရှင်ကျမတို့စီစဉ်လေးရနေပြီးတော့နောက်ပတ်မှာလည်းဒီလိုမျိုးပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့ဘူးတုတလည်းရမယ်အကြောင်းအရာတွေကိုဆက်လက်တင်ဆက်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့စီစဉ်လေးကိုသဘောကျနှစ်ချိုက်တယ်ဆိုလို့ရှိရင်တော့ like subscribe နဲ့ share လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်နောက်ပတ်ဒီမှာဘူးတုတများစွာနဲ့ပြန်လည်ဆုံတွေ့ပါမယ်အဆုံးထိရှုပေးရတဲ့အတွက်အကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးမတတာ